ပန်းဆိုင်ကိုမပြန်ခင်မြို့ပြင်ကဂေဟာကိုခဏလိုက်ပို့ပေးမလားဂေဟာဟုတ်လားဘသူရှိလို့လဲအမေကြောင့်ပါလွန်ခဲ့တဲ့တစ်နှစ်ကအစာအိမ်ကင်ဆာဖြစ်ခဲ့တာအသက်လူခဲ့ခဲရလို့မတေယုံတမဲလွတ်လာပေမဲ့ကျန်းမာရေးလုံးဝပျက်စီးသွားတယ်တတိလည်းတိတ်မရတော့လို့ဂေဟာမှာပဲရေရှည်ဆေးကုသမှုခံယူနေရတာသူမရဲ့ပိန်ပိန်ပါပါပခုံးထက်မှာဒီလောက်ကြီးမားတဲ့ဝင်တော့ဝင်ပိုးနှစ်ခုကိုထမ်းထားရတာပါလားတစ်ဖက်မှာလည်းနိုးနိုးလေးကိုဂယုဆိုင်မွေးမြူရတစ်ဖက်မှာလည်းအမေအိုကြီးကိုပြုစုရအဆအဆအရာရာကိုကြိတ်မိတ်ပြီးသူတယောက်တည်းတောက်ခံလာခဲ့တာပဲဘွားဘွားပန်းလေးပေးမယ်နန်းကြည့်လိုက်ရင်မနာတော့ဘူးနော်နိုးနိုးလေးကလိမ်မာလိုက်တာဘွားဘွားအခုလုံးဝမနာတော့ဘူးဒီနေ့နင့်ကိုတယောက်ယောက်ဒုက္ခပေးလိုက်သေးလားအဲ့တုန်းကငါကပဲနင့်ကိုတယောက်တည်းခုံမွေးဖို့အတင်းညင်းခဲ့တာနင့်ခမညာငငယ်ကလေးကပင်ပန်းဆင်းရဲခဲ့ရတယ်ငါကိစ္စတွေကနောက်ဆုံးနိုးနိုးကိုပါထိခိုက်ပြီးနင့်ကိုဝင်ထုတ်ဝင်ဖို့ဖြစ်စေမယ်မှန်းသိရင်တော့အမေကြောင့်မဟုတ်ပါဘူးမင်းနဲ့မဆိုင်ပါဘူးအရင်ကငါပဲအမြဲလိုက်တင်နေပေးခဲ့တာဒါပေမဲ့နောက်ဒီလိုမဖြစ်စေရဘူးမင်းနဲ့နိုးနိုးကိုငါအသေးချာကာကွယ်ပေးမယ်မင်းတို့ကိုဘာမှတရားမှုမှအထိခိုက်မခံတော့ဘူးအန်တီအရင်ကကျွန်တော်ညံ့လို့ဝမ်နင်းကိုစောမကာကွယ်ပေးနိုင်ပဲသူတယောက်တည်းဒုက္ခခံခိုင်းမိတယ်နောက်ဆိုကျွန်တော်ရှိတယ်မင်းတို့ကိုဘာမှတရားမှုမှထိခိုက်မခံတော့ဘူးမြို့ပြင်ကစံပြရိုးရာအပန်းဖြေဆေးရုံရဲ့အကောင်းဆုံးပဲတီးတန့်အခန်းကိုချက်ချင်းစီစဉ်ပါအထူးပြုစုစောင့်ရှောက်သူအဖွဲ့ကိုလည်း24နာရီစောင့်ရှောက်ခိုင်းပါဝါရင်အထူးကုဆရာဝန်ကြီးတွေကိုပုံမှန်စစ်ဆေးဖို့ချက်ချင်းချိန်ဆိုလိုက်ပါအကုန်လုံးအဆင်သင့်ဖြစ်ပါစေချက်ချင်းစီစဉ်ပါဝမ်နင်းနောက်ပတ်မှာမြို့ရဲ့ထိပ်တန်းအတိုင်းဝိုင်းဝင်တွေတက်ရောက်မဲ့ပရာဟိတညစာစားပွဲရှိတယ်မင်းနဲ့အတူသွားကျင်တယ်ရှုပ်ထွေးတဲ့အတိုင်းဝိုင်းပွဲတွေကိုမသွားကျင်ဘူးမင်းကိုလူတိုင်းနဲ့တရားဝင်မိတ်ဆက်ပေးခြင်းလို့ပါပန်းအလှဆင်ပရာဟိတပြခန်းမှာမင်းအတွက်နေရာယူထားတယ်မင်းရဲ့ပန်းဆိုင်လေးလည်းနာမည်ကြီးသွားမှာပါငါအတွက်တစ်ခေါက်လောက်လိုက်ခဲ့ပေးပါနော်ဒီတစ်ခေါက်ပဲနော်ဥက္ကဋ္ဌကမတွေ့တာကြပြီဒီတယောက်ကဘသူလဲဒါကကျွန်တော်ဇနီးစုဝမ်နင်းပါငါစီးပွားရေးမိတ်ဖက်အချို့နဲ့ဟိုဘက်နားမှာခဏစကားသွားပြောလိုက်အောင်မယ်ကိစ္စရှိရင်ချက်ချင်းဖုန်းဆက်ပါတယောက်ယောက်နှောက်ယှက်ရင်လေလုံးဝတီးခံမနေနဲ့တိပါပြီစကားသွားပြောချီတော့ဒီကဝင်ကလမ်းဘေးဆိုင်ကဟာထက်တောင်ညံ့သေးတယ်တောပန်းတွေကိုအလှဆင်ထားပြီးတော့ကြည်ရတာညစာစားပွဲမှာအလုတ်ကျန်းလုပ်ပြီးပန်းရောက်တဲ့သူထင်ရတာပဲအဆက်ကွဲလိုက်တာသူမိခင်ကလည်းအရင်ကကလပ်မှာရုန်းကန်ခဲ့ရတာမျိုးရိုးကလည်းရှင်းတာမဟုတ်ဘူးဒီလိုလူကဥက္ကဋ္ဌကူဘေးမှာရက်ဖို့တန်လို့လားငါကပန်းရောက်ပြီးသမီးကိုကျွေးမွေးတာဝင်ငွေကတန်ရှင်းတဲ့တစိမ့်ထည်တွေဝတ်ပြီးအတင်းပြောနေတဲ့မင်းတို့ထက်အစားပေါင်းများစွာမြင့်မြတ်တယ်ဘူးရအားကိုမရှိရင်မင်းနဲ့မင်းရဲ့ဝင်ထုတ်ဝင်ပို့ကလေးဟိုင်ချင်းမှာနေဖို့တောင်မလွယ်ဘူးငါမှစုငွေရှိတယ်စီးပွားရေးရှိတယ်ဘသူ့ကိုမှမအားကိုပဲသမီးကိုအကောင်းဆုံးဘဝပေးနိုင်တယ်မဝေးကတော့ဘူးရနောက်ကိုလေးနှလုံးကတ်တွယ်နေတာဂူမိသားစုမရှိရင်မင်းကဘာမှမဟုတ်ဘူးကောင်းမဆုပ်မင်းအဆက်ကွဲအောင်လုပ်ပြမယ်လူရှုပ်နေတော့လီမီသားစုရဲ့တိမ့်တန်းချီတန်စိန်ဆွဲကြိုးကိုစုဝမ်နင်းရဲ့အိတ်ထဲခိုးထည့်လိုက်ငါစိန်ဆွဲကြိုးပျောက်သွားပြီးတိမ့်တန်းချီတန်ကြီးရှိတဲ့စုဆောင်းထားတဲ့ဆွဲကြိုးပါခုနကတင်လက်မှာဝတ်ထားတာပါမမလီမစိုးရိမ်ပါနဲ့ခုနကစူဝမ်နင်းမဲမမအနားမှာရှိနေတာဒီလိုအဖိုးတန်ယတနာကိုမမြင်ဘူးတော့တမ်းမတ်သွားတာပုံမှန်ပါပဲဆွဲကြိုးကိုမင်းခိုးလိုက်တာလားငါကဆဆချင်းကလေးကပန်းပဲပြင်နေတာမနာလည်းမကတ်ဘူးမမရဲ့ယတနာကိုယူဖို့ပို့လို့တော့မဖြစ်နိုင်ဘူးစူဝမ်နင်းခုနကမင်းပဲမမလီနာအနီးဆုံးရှိနေတာမင်းအိတ်ကိုဖွင့်ပြလိုက်ပါတန့်ရှင်းရင်အဖြေပေါ်တာပဲမင်းကိုဆွဆွဲနေတာတွေလည်းကင်းသွားတာပေါ့ရိုးရိုးစင်းရဲသားဆိုတော့အဖိုးတန်ယတနာတွေ့ရင်လောဘတက်တာပုံမှန်ပါပဲဥက္ကဋ္ဌကူကဒီလိုမိမမျိုးကိုဘာလို့ခေါ်လာတာလဲဒီပွဲကိုလာတာအဆက်ခွဲတာပဲဆွဲကြိုးကိုငါမယူဘူးငါကိုပိုင်ပစ္စည်းကိုမင်းတို့စစ်ဆေးခွင့်မရှိဘူးမင်းမထုတ်ရဘူးလားလူတွေအချိန်မဖြုံးနဲ့တော့အပြစ်မရှိကြောင်းတက်တည်ပြဖို့ချက်ချင်းဖွင့်ပြလိုက်ရက်လိုက်သူ့အိတ်ကိုဘသူဖွင့်ခိုင်းရဲလဲကြည့်ရအောင်အထောက်ထားမရှိပဲခိုးတယ်လို့ဆွဆွဲတယ်ဒီနေ့ဘသူမှဒီခမ်းမတဲ့ကအလွဲတကူမထွက်သွားရဘူးဆွဲကြိုးပြောက်တာအမှန်ပဲသူကတန်တရားအရှိဆုံးပဲစစ်ဆေးတာမှလို့လားအာယံတို့လဲဂူမိသားစုတိတ်ခါအတွက်စဉ်းစားပေးတာပါစူဝမ်နင်းတကယ်ယူထားရင်ဂူမိသားစုကမြို့တစ်မြို့လုံးရဲ့ရေးစရာဖြစ်သွားမယ်ဂူမိသားစုတိတ်ခါဟုတ်လားလုံခြုံရေးကောင်းဆောင်ကင်မရာအားလုံးစစ်ဆန်းထွက်ပေါက်အားလုံးပိတ်ထားလိုက်တကွက်မှမလွတ်စေနဲ့ဆွဲကြိုးတစ်ချောင်းထဲပါကိစ္စကြည့်အောင်လုပ်ပြီးလူတွေကိုအကြက်ရိုက်စေဖို့မလိုပါဘူးအခုမှအကြက်ရိုက်မှန်းသိတယ်နောက်ကျသွားပြီဟာဘလို့ဖြစ်တာလဲဖះရည်မဝေးကဒီလိုလူမျိုးဖြစ်နေတာလားတေချာစီစဉ်ထားတဲ့ဇလန်ပဲကြည်စမ်းနူးညံ့တိမ်မွေးတယ်လို့နဲ့စိတ်တက်ကရုပ်မာလိုက်တာဝေရောဝေငါမင်းကိုဘယ်တော့မှစမနှောက်ယှက်ခဲ့ဘူးဒါပေမဲ့မင်းကတော့ငါ့ကိုတစ်ချိန်ပြီးတစ်ချိန်မလွတ်ပေးခဲ့ဘူး